ဘာဇူဘာဘာဝအမေရိကန်နိုင်ငံကြီးရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးသမ္မတ9ယောက်နဲ့ထာဝရအကောင်းဆုံးသမ္မတ1ယောက်ကြောင်းကိုကျွန်တော်တင်ပြခြင်းပါတယ်။အမေရိကန်တမိုင်းတစ်လျှောက်တဲ့အကောင်းဆုံးသမ္မတတွေကိုတမိုင်းပညာရှင်တွေရဲ့အကဲဖြတ်ချက်အကြံဉာဏ်တွေကိုကိုင်တွယ်နိုင်မှုနိုင်ငံရေးကျိုးသက်ရောက်မှုနဲ့ရေရှည်မှုတွေကိုအခြေခံပြီးပြောမယ်ဆိုရင်အများအားဖြင့်ဒီသမ္မတ9ယောက်ကထိပ်တန်းမှာပါဝင်ပါတယ်။အမေရိကန်ရဲ့အတော်ဆုံးသမ္မတ9ဦးတွေကနံပါတ်1ကတော့အေဗရာဟင်လင်ကွန်း1861 1865ပဲဖြစ်ပါတယ်။ဂျွန်ဆန်နဲ့ပြည်တွင်းစစ်ကြောင့်နိုင်ငံရေးပြိုကွဲလူနီးပါးဖြစ်နေချိန်မှာအမေရိကန်ကိုပြန်လည်ပေါင်းစည်းနိုင်အောင်ဦးဆောင်ခဲ့တဲ့သမ္မတတွေဖြစ်ပါတယ်။ဂျွန်ဆန်ဖြတ်သိမ်းရေးကြီးညာစာတမ်း Emancipation Proclamation ဂျွန်ဆန်ဖြတ်သိမ်းရေးတွေအရေးကြီးတဲ့အလဲပြောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။သမ္မတလင်ကွန်းဟာဒီဂျွန်ဆန်ဖြတ်သိမ်းရေးကြီးညာစာတမ်းကြောင့်ပဲသူရဲ့ဒုတိယသမ္မတချင်းရွေးချယ်တင်မြှောက်ခြင်းခံရတဲ့တက်တန်းမှာတလကျော်မှာပဲလူကြံခံခဲ့ရပါတယ်။သူရဲ့ဒူးခြားဆုံးဂုဏ်ထူးဝိသေသကတော့အကြက်တဲတွင်ခေါင်းဆောင်မှုတွေအထူးကျွန်းဆုံးသူတွေဂုဏ်ဖို့ပါပဲ။ဒုတိယသမ္မတကတော့ဂျော့ဝါရှင်တန်1989 1990ပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ပထမဆုံးသမ္မတဖြစ်ပြီးသမ္မတရာထူးရဲ့အခြေခံအစဉ်အလာတွေကိုတည်ဆောက်ပေးခဲ့ပါတယ်။အာဏာကိုအကန့်အသတ်ရှိအသုံးပြုပြီးနှစ်ကြိမ်တာဝန်ထမ်းဆောင်ပြီးနောက်ကိုယ်တိုင်ရာထူးကကိုနှုတ်ထွက်ခဲ့တာကလည်းအရေးကြီးပါတယ်။သူဟာသမ္မတတက်တန်းကို3ကြိမ်မယူတော့ပါဘူး။ဘာကြောင့်လဲဆိုတော့သူဟာတက်တန်းကို3ကြိမ်ယူလိုက်ရင်အာဏာမဲ့သွားမယ်လို့သူကပြောခဲ့ပါတယ်။ဝါရှင်တန်ရဲ့သမ္မတရာထူးကို3ကြိမ်မြောက်ဆက်ရွေးမခံပဲနှစ်ကြိမ်သာတာဝန်ထမ်းဆောင်ခဲ့ပြီးအနားယူခဲ့တဲ့အစဉ်လာကနောက်ပိုင်းသမ္မတတွေကိုအလွန်လွှမ်းမိုးခဲ့ပါတယ်။ဝါရှင်တန်ရဲ့တတိယကြိမ်မဝင်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ကအမေရိကန်ဒီမိုကရေစီမှာအာဏာကိုကိုင်ထားနိုင်တာနဲ့ကိုင်ထားတဲ့တာမတူဘူးဆိုတဲ့အလွန်အရေးကြီးတဲ့နိုင်ငံရေးအစဉ်လာတစ်ခုဖြစ်လာခဲ့ပါတယ်။သူရဲ့အထူးခြားဆုံးဂုဏ်ထူးဝိသေသကတော့နိုင်ငံတည်ထောင်ရေးအတွက်အရေးပါဆုံးဆိုတဲ့ဂုဏ်ဖို့ပါပဲ။သမ္မတဂျော့ဝါရှင်တန်ဟာနိုင်ငံကိုဥဆောင်ဦးရပြုခဲ့တဲ့ပထမဆုံးသောသမ္မတဖြစ်ပြီးတော့လေးစားစရာကောင်းတဲ့ပုဂ္ဂိုလ်လေးဖြစ်ပါတယ်။သူဟာတတိယအကြိမ်သမ္မတရာထူးကိုမယူဘဲနဲ့အများကဝိုင်းပြီးတင်မြှောက်ထားပြီးမြဲသူဟာစွန့်ပယ်ခဲ့ပါတယ်။သူရဲ့မွေးဖွားရာမောင်ဘာနွန်လေရောဆိုင်မှာပဲသူ့ရဲ့ဘဝကိုနိုင်ငံအကျိုးပြုလုပ်ငန်းများလုပ်ရင်းနဲ့ကုန်ဆုံးခဲ့ပါတယ်။နံပါတ်3သမ္မတကတော့ Franklin D. Roosevelt 1933 1945ဖြစ်ပါတယ်။ Roosevelt Great Depression ခေါ်တဲ့ကမ္ဘာစီးပွားရေးပြတ်နဲ့ဒုတိယကမ္ဘာစစ်ဆိုတဲ့အမေရိကန်သမိုင်းရဲ့အကြီးမားဆုံးအကြတဲ့နှစ်ခုကိုဖျက်ဆီးဦးဆောင်ခဲ့ပါတယ်။သူသမ္မတဖြစ်ချိန်မှာဒီနှစ်ခုဟာသူ့ကိုစိန်ခေါ်ခဲ့ပါတယ်။နယူးတွေကစီးပွားရေးနဲ့လူမှုရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်အစုကြီးမူဝါဒတွေကအမေရိကန်ရဲ့စီးပွားရေးနဲ့လူမှုဘူလိုရေးစနစ်ပေါ်တက်ရောက်မှုရှိခဲ့ပါတယ်။သူရဲ့ project နယူးတွေရဲ့အကြီးဆုံးအမွေအနှစ်နှစ်ခုကတော့အမေရိကန်ဆိုရစီးပွားရေးအကြတဲ့မှာလူထုကိုကာကွယ်နိုင်ဖို့နဲ့တက်ကြွစွာပါဝင်သင့်တယ်ဆိုတဲ့အယူဆကိုအားကောင်းလာစေတာပါ။သူရဲ့ထူးခြားဆုံးဂုဏ်ထူးဝိသေသကတော့အကြတဲ့နှစ်ခုကိုတပြိုင်နက်တည်းရင်ဆိုင်ခဲ့တယ်ဆိုတာပဲ။နံပါတ်4သမ္မတကတော့သောမတ်ဂျက်ဖာဆင်1801 1809ပဲဖြစ်ပါတယ်။ Declaration of Independence ကိုအမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းကြီးပါအဓိကရေးသားသူဖြစ်ပြီးလွတ်လပ်မှုတရားစီရင်ခြင်းအခွင့်အရေးနဲ့အစိုးရအာဏာကန့်သတ်မှုဆိုင်ရာအမေရိကန်နိုင်ငံရေးတွေးခေါ်ကိုအလွန်သက်ရောက်စေခဲ့ပါတယ်။ဒီစာတမ်းကနိုင်ငံတည်ထောင်မှုကိုနားလည်ဖို့အခြေခံစွာဆုံးစာတမ်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါအမေရိကန်ပြည်ထောင်စုရဲ့သမိုင်းမှာအရေးကြီးဆုံးစာတမ်းတွေကတစ်ခုဖြစ်ပြီးဗြိတိရှ်အုပ်ချုပ်မှုကနေအမေရိကန်ကိုလိုနီ73ခုလွတ်လပ်တဲ့ပြည်နယ်တွေဖြစ်ကြောင်းကြေညာခဲ့ပါတယ်။1996ခုဇူလိုင်4ရက်မှာUnited Congress ကအတည်ပြုခဲ့ပါတယ်။ဒါကြောင့်အမေရိကန်နိုင်ငံမှာဇူလိုင်4 Independence Day ဟာနှစ်စဉ်ကျင်းပတဲ့နေ့ဖြစ်ခဲ့ပါတယ်။ Louisiana Project ကလည်းအမေရိကန်ရဲ့နေမြေတွေကိုအလွန်ကြီးမားစွာချဲ့ထွင်ပေးခဲ့ပါတယ်။သူရဲ့ထူးခြားဆုံးဂုဏ်ထူးဝိသေသကတော့အမေရိကန်နိုင်ငံရေးအတွေးခေါ်ပေါ်တက်ရောက်မှုရှိဆုံးဖြစ်ပါတယ်။သမ္မတသောမတ်ဂျက်ဖာဆင်သူတည်ဆုံးတဲ့အခါမှာသူ့ရဲ့ဗာဂျီးနီးယားမှာပဲသူဟာတည်ဆုံးခဲ့ပါတယ်။သူဟာ
ဗာဂျီးနီးယားတက္ကသိုလ်ကိုတည်ထောင်ခဲ့ပြီးတော့သူ့ရဲ့အုပ်ကူမှာလည်းကျန်တဲ့ဂုဏ်ပုဒ်တွေကိုအရေးမခံဘူးဗာဂျီးနီးယားတက္ကသိုလ်တည်ထောင်သူလို့သာပဲသူကရေးသားစီခဲ့ပါတယ်ငါးရောင်မျိုးအကောင်းဆုံးသမ္မတကတော့တီယိုရိုလူစဖယ်ပဲဖြစ်ပါတယ်1901 1908 Progressive Agent အရေးကြီးတဲ့ခေါင်းဆောင်တဦးဖြစ်ပြီးကုမ္ပဏီကြီးတွေရဲ့အာဏာကိုထိန်းချုပ်ခြင်းစားသုံးသူကာကွယ်ရေးနဲ့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရေးတို့မှာထင်ရှားခဲ့ပါတယ် Progressive Act ဆိုတာတူတက်ပြုပြင်ရေးခေတ်လို့ဆိုပါတယ်အမေရိကန်သမိုင်းမှာအကြမ်းအဖြစ်1890ခုနှစ်များမှ1920ခုနှစ်များအထိကြာမြင့်ခဲ့တဲ့လူမှုရေးနိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲရေးကာလကိုဆိုလိုပါတယ်ဒီကိမှာစက်မှုလုပ်ငန်းတွေအလွန်မြန်မြန်တိုးတက်လာပြီးမြဲဆင်းရဲမှုလူသမားခွင့်ရေးချိုးဖောက်မှုကုမ္ပဏီကြီးတွေရဲ့အာဏာလွန်ကဲမှုအကျင့်ပြတ်ခြစားမှုစတဲ့ပြဿနာတွေပေါ်ပေါက်လာခဲ့ပါတယ်ဒါကြောင့်ပြည်ပြောင်းလဲသမားတွေကအစိုးရကိုပုံမထိရောက်အောင်လုပ်ပြီးလူထုဘဝကိုတိုးတက်အောင်ကြိုးပမ်းခဲ့ကြပါတယ်အဓိကပြောင်းလဲမှုများကတော့လူသမားခွင့်ရေးလူချင်းလျှော့ချခြင်းလုံငဝင်လုံခြုံရေးမြင့်တင်ခြင်းကလေးလူသမားကိုကန့်သက်ခြင်းကုမ္ပဏီကြီးများမိုနိုပိုလီကိုအစိုးရကထိန်းချုပ်ခြင်းအစားအသောက်နဲ့စီးပွားလုံခြုံမှုရှိခြင်းအစည်းအဝေးချမှတ်ခြင်းနိုင်ငံရေးမှာအကျင့်ပြတ်စားစားမှုလျှော့ချရန်ကြိုးပမ်းခြင်းအမျိုးသမီးမဲခွင့်ရရှိရေးလှုပ်ရှားမှုဒီမိုကရေစီမှာပြည်သူတွေရဲ့ပါဝင်မှုပိုတိုးတက်စေရန်ကြိုးပမ်းခြင်းတို့ပဲဖြစ်ပါတယ်အရေးကြီးတဲ့အချက် progressive ကအမေရိကန်မှာပုံမတိုးတက်မြတ်တာပြီးထိရောက်ပြီးပြည်သူ့အကျိုးပြုတဲ့နိုင်ငံတစ်ခုဖြစ်အောင်ပြုပြင်မှုကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်သူရဲ့ထူးခြားတဲ့ဂုဏ်ထူးဝိသေသတွေကတော့ပြုပြင်ပြောင်းလဲရေးနဲ့တက်ကြွစွာခေါင်းဆောင်မှုတွေထူးချွန်မှုဆိုတဲ့ဂုဏ်ပုဒ်ပါပဲထာဝရအကောင်းဆုံးတယောက်သမ္မတကိုရွေးမယ်ဆိုရင်အေဗရာဟင်လင်ကွန်းကိုရွေးရမှာပဲဖြစ်ပါတယ်အကြောင်းကတော့သမ္မတအေဗရာဟင်လင်ကွန်းဟာတာမန်ခြေနေမှာသမ္မတတယောက်ဖြစ်ခဲ့တာတဲ့နိုင်ငံတနိုင်ငံပြိုဝဲလူနီးပါးဖြစ်နေတဲ့သမိုင်းကျက်တဲ့အချိန်မှာဦးဆောင်ခဲ့သူဖြစ်လို့ပါပဲသူရဲ့အကြီးဆုံးအမွေအနှစ်ကတော့ I am not bound to win but I am bound to be true ဆိုတာပါပဲဘာနိုင်ရဖို့မဖြစ်မနေတာဝန်ရှိတော့မဟုတ်ဘူးဒါပေမဲ့မှန်ကန်ရိုးသားစွာယက်တီဖို့ဆိုတော့တာဝန်ကတော့ငါမှရှိတယ်ဆိုတဲ့သူ့ဘောနဲ့လည်းကန့်ညီတဲ့ယူဆပဲဖြစ်ပါတယ်လင်ကွန်းဟာအမေရိကန်သမိုင်းမှာအကြက်တဲတွင်ခေါင်းဆောင်မှုနိုင်ငံတကာကိုထိမ့်သိမ်းပေါင်းစည်းမှုကျိုးစနစ်ပြည့်တည်ရေးအတွက်အရေးပါသောခေါင်းဆောင်မှုဆိုတဲ့အတွေ့ထာဝရအကောင်းဆုံးဖြစ်ရွေးချယ်ဖို့အခိုင်အမာဆုံးတင်းကြီးတယောက်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တင်ပြတာလေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင် like and share ကလေးလုပ်ခြင်း subscribe လေးလုပ်ခြင်းဖြင့်ကူညီနိုင်ပါတယ်ခင်ဗျာ